သားသမီးများအတွက်တနေ့ဒါဟောစတန်ဖြစ်ပါတယ်ဗုဒ္ဓဘုသားသမီးများအတွက်ဒီနေ့မှာအလုတ်မှာစိတ်ညစ်စရာစိတ်ရှုပ်စရာစိတ်တွေတအားမွန်ကျက်စရာများနဲ့လည်းဒီနေ့အတွက်ကြုံရတတ်တဲ့တတိထားနော်ဘယ်လို့ဒီနေ့မှာနှစ်ကြိမ်နှစ်ခါလှုပ်ဆောင်ရတတ်တဲ့ကောင်းတာဆိုလဲနှစ်ခါဆိုးတာဆိုလဲနှစ်ခါဆိုသလိုမျိုးတွေကြုံရတတ်တယ်နော်အစုဆက်တူရှယ်ယာလုပ်ငန်းတွေကဒီနေ့အတွက်မအောင်မြင်နိုင်သေးဘူးเนาะအစင်မပြေဖြစ်တတ်တဲ့ငွေရေးကြေးတွေဆိုလဲဒီနေ့မှာစီလိုအပေါက်ရှာပြီးတော့တအားကြီးကိုထွက်တဲ့ငွေကြေးတွေများနေတတ်တဲ့ငွေရေးကြေးနဲ့ကိုယ်နဲ့ဆိုရင်အစီးမကတ်တာမျိုးတွေဒီနေ့မှာဖြစ်တတ်တဲ့တတိထားเนาะငွေရေးကြေးနဲ့ပတ်သက်ဆက်နွယ်တဲ့လုပ်တဲ့လုပ်ငန်းတွေဆိုရင်ချိန်ဆပြီးတော့လုပ်တာကပို့ပြီးတော့အဆင်ပြေတယ်เนาะကျမ်းမာရေးအနေနဲ့လဲခါနာတယ်ခါမြတ်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အခြေရေးမှာလည်းမထင်မပဲနဲ့ချစ်သူစီကနေပြီးတော့လက်ဆောင်ကောင်းတွေရတတ်တဲ့အိမ်တော်ရေးမှာတော့ဒီနေ့မှာအမျိုးသမီးတူကြောင့်စိတ်ရှုပ်ရတာစိတ်ညစ်ရတာမျိုးတွေလည်းကြုံရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့3နဲ့5ဖြစ်ပြီးတော့အကျိုးပေးတဲ့ရောင်မှာအပြာရောင်နဲ့ခရမ်းရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအိမ်ရှိဖျားမှာစမူစာ5ခုကလူပေးရမှာဖြစ်ပါတယ်ရှင်